Welcome to Grandma's lap. Come and clap, clap, clap. Kalido ye boom yinga ba. Boy ye yin queen. Yeah, it's Grandma's lap. Wisdom from the past. ဒီတစ်ပတ်မှာတော့ဆရာကြီးမင်းတို့ကိုရေးသားထားတဲ့လူမိုက်ကန်ကောင်းဆိုတဲ့အိန္ဒိယပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်အတူတူနားထောင်ကြရအောင်နော်ဒီခါတော့ကအိန္ဒိယပြည်ရွာလေးတွေ့ရမှာဉာဏ်ပညာနဲ့ပါဘိုးဘေးတွေကစင်းရဲမွေးတွေမှာနေထိုင်ခဲ့ကြတာကွယ်ကျွန်တော်လည်းသူတို့လိုပဲဖြစ်ချင်ပါတယ်အဖိုးများတော့တရားဝင်တရားထက်နဲ့လှည့်လေတောင်ရန်စားတော့ပြီးနေထိုင်ကြတယ်ဒီလိုလှည့်လေတောင်ရန်စားတော့ရင်မျိုးကြီးတစ်မျိုးကိုရှောက်သွားကြတယ်အဲ့ဒီမျိုးကတထေးကြီးတူရဲ့အိမ်မှာအလုပ်ဝင်လုပ်ကြတယ်သာသမီတွေကတထေးကြီးရဲ့နွားတွေကိုကြောင်းရတယ်မိမဖြစ်တဲ့သူကတထေးကြီးရဲ့အင်းလေးအလုပ်တွေကိုလုပ်ရတယ်ပုံနာကြီးကတော့တထေးကြီးခိုင်းသမျှလက်တို့လက်တောင်လုပ်ပေးရတဲ့လက်ပါစီအနေနဲ့အမှုထမ်းရတာပေါ့လေဒီနေ့မှာတထေးကြီးရဲ့သမီးမင်္ဂလာပွဲကိုခန်းခန်းနာနာကျင်းပါတယ်အဲ့ဒီမင်္ဂလာပွဲကြီးမှာသူတို့သမီးတို့သားနှစ်ဦးနှစ်ဖက်ကဆွေမျိုးတွေအပေါင်းအသင်းတွေဝင်လိုက်ထွက်လိုက်စားလိုက်တောက်လိုက်နဲ့အင်မတန်မှပြောစရာကောင်းနေတာပေါ့တထေးကြီးကသူ့ကိုခေါ်ပြီးကျွေးလိုက်မယ်လို့မျှော်လင့်ပြီးပုံနာကြီးကအစားအစာတွေကိုတမက်စိမ့်နဲ့စောင့်မျှော်နေတယ်ဒါပေမဲ့ညတာမိုးချုပ်သွားတယ်ပုံနာကြီးမျှော်လင့်တယ်လို့ဖြစ်မလာဘူးတထေးကြီးကသူ့ကိုကျွေးဖို့တတိမရတယ်လို့သူ့မိသားစုဝင်ဖြစ်တဲ့သူ့မိမနဲ့ကလေးတွေကိုလည်းကျွေးဖို့ပေးဖို့မေးလျော့နေတယ်လေအဲ့ဒါနဲ့ညရောက်တော့သူ့မိမကိုပြောတယ်ရှင်မရဲ့ကျုပ်တို့ကညံလည်းမရှိပတ်စံလည်းမရှိတော့ဘသူကမှကျုပ်တို့ကိုလူရမသွင်းကြဘူးခိုင်းစရာရှိရင်တော့ခိုင်းကြပြီးပေးစရာရှိရင်ကျွေးစရာရှိရင်ကျွန်တော်ကျုပ်တို့ကိုမိထားကြတယ်ကျုပ်မှကြံတစ်ခုရှိတယ်ကျုပ်ကဘေးရင်ဟောတက်ခြင်းရောင်းဆောင်မယ်ဟုတ်ကဲ့ပါရှင်မကတထေးကြီးကိုကျုပ်ဘေးရင်ဟောတက်တယ်လို့ပြောပါဟုတ်ကဲ့ပါသူကဘေးရင်တွက်တက်တယ်လို့ပြောလိုက်ရင်လူတွေကယူသေးလာကြလိမ့်မယ်ဒါကြောင့်ကျုပ်ကဘေးရင်တက်ချင်အောင်ဆောင်မယ်ရှင်မကလည်းအခွင့်တာရင်တထေးကြီးကိုကျုပ်ဘေးရင်တွက်တက်ကြောင်းပြောပြလို့မှားထားလိုက်တယ်သူအဲ့ဒါလိုကြံထုတ်ပြီးတာနဲ့ပုံနာကအိမ်လေးထဲကနေတိတ်တိတ်ကလေးဖြတ်သွားတယ်ငင်လာဆောင်အိမ်ကလူတွေအိမ်မောကြလို့ငြိမ်းနေတာကိုသိရတော့မြင်းဆောင်ထဲကိုဝင်ပြီးတထေးကြီးရဲ့တမန်သူတို့သားစီးလာတဲ့မြင်းကိုဖက်ထုတ်သွားတယ်အိမ်ရဲ့အတော်တော်ဝေးဝေးကိုလည်းရောက်ရောမြင်းကိုလူပွဲရတနေရာမှာအသာလေးဝတ်ထားလိုက်တယ်မနေ့ရောက်တော့သူတို့သားရဲ့မြင်းပျောက်တယ်ဆိုပြီးနေရာနဲ့ရှားကြတာလဲဘလို့မှမတွေ့ကြဘူးမင်္ဂလာဦးချိန်မှာမြင်းပျောက်တယ်ဆိုတာနမိတ်မကောင်းဘူးဆိုပြီးတထေးကြီးလည်းစိတ်ညစ်တာပေါ့လေအဲ့ဒီအချိန်မှာအကွက်ကောင်းမယ်ဆိုပြီးပုံနာရဲ့မိမဖြစ်တဲ့သူကတထေးကြီးစီကိုရှောက်လာပြီးအရှင်တထေးကြီးကျွန်တော်မရဲ့ယောက်ျားဟာပေတင်သုံးဖို့တက်ပါတယ်ပစ္စည်းပြဟောရမယ်ဆိုရင်လည်းပရမတန်းမှာပဲမိကြည့်ပါရှင်လို့ပြောလိုက်တဲ့တထေးကြီးကလည်းပုံနာကိုခေါ်ပြီးဟောခိုင်းတော့မြင်းကိုမြောက်ဘက်ခြုံွယ်မှာဝှက်ထားပါတာသွားရှာကြဟိပုံနာကဟန်ကြီးပန်ကြီးလို့ပြီးမြေကြီးပေါ်မှာဟိုချစ်တစ်ချစ်လို့သူတို့သားရဲ့မြင်းကိုခိုးတဲ့သူတွေကမြောက်ဖက်ချမ်းရွာစီယိုခြုံွယ်မှာဝှက်ထားကြတယ်နေမူငင်သွားယူမှကိုမြင်ဖြစ်မှာလို့ဟောလိုက်တယ်သူဟောတဲ့တိုင်မြောက်ဖက်ခြုံွယ်ကိုလူတွေသွားရှာကြတော့မြင်းကိုတကယ်ပဲပြန်တွေ့တဲ့အခါလူတွေကလည်းပုံနာကိုအံ့ဩပြီးချီးမွမ်းကြတာပေါ့အဲ့တော့တထေးကလည်းအရင်လိုပုံနာကြီးကိုလက်ပါစီဖြစ်နေမထားတော့ပဲပညာရှိတယောက်လိုအထူးတလဲကျွေးမွေးပြုစုထားတာပေါ့လေဒီလိုနဲ့နေလာလိုက်တာတနေ့ရောက်တော့ရှင်မင်းကြီးရဲ့နန်းတော်တွေကအဖိုးတန်ကြောက်တံပရမတွေလူခိုးလို့ပျောက်သွားပါလေရောတခိုးကိုဘလို့မှလိုက်လံစုံစမ်းလို့မရတော့တဲ့အခါရှင်မင်းကြီးကပုံနာကိုခေါ်ပြီးဘေးတွေတက်ခိုင်းတယ်ဒီတော့ပုံနာလဲကြံရခက်တာနဲ့ရတနာတွေပျောက်နေတာကိုပုံနာကြီးတွက်ချက်ရှာဖွေပေးပါမနက်မိုးလင်းမှတွက်ချက်ပေးပါမယ်ရှင်နေ့ပြန်မနက်မိုးလင်းမင်္ဂလာရှိတဲ့အချိန်ရောက်မှဟောပြရစီအရှင်မင်းကြီးလို့လျှောက်ထားပြီးအချိန်ကိုဆွဲထားလိုက်တဲ့အဲ့ဒီကရှင်ဘင်းကြီးကပုံနာကိုအဆောင်တော်တစ်ခုထဲမှာတည်တက်နေစီပြီးအပြင်ဘက်ကလည်းအဆောင်ကျက်တွေနဲ့နေရာချထားပေးလိုက်တယ်ဗေဒပညာတက်ချင်အောင်ဆောင်ထားတဲ့ပုံနာကလည်းဘာလို့ရမှန်းမသိစိတ်ညစ်နေတာပေါ့လေတကယ်တော့အဲ့ဒီနန်းတော်ထဲမှာပြူတော်တယောက်ရှိတယ်
သူ့နာမည်ကအိန္ဒိယလို့ဆိုရင်မိရှာတဲ့မြန်မာလို့ဆိုဒီပါဇက်ထဲကရှာပေါ့နော်တကယ်တော့နန်းတွင်းကကြောက်တယ်ဗရမများတွေကိုပို့တာအဲ့ဒီမေရှာပဲအခုပညာရှိဘုံသားကိုဘင်းကခေါ်ပြီးစစ်စစ်ခိုင်းပြီးဆိုတော့မေရှာလဲစိတ်ထဲမှာမလုံးမလဲနဲ့ကြောက်လာတာနဲ့ပုံနာနေတဲ့အဆောင်တော်နားလေးကိုတိတ်ကလေးသွားပြီးချောင်းလိုက်တယ်အဲ့ဒီအချိန်ခန်းထဲမှာပုံနာကအစားကောင်းတောင်ကောက်ကြိုက်တတ်တဲ့သူ့ရဲ့ရှာကိုသူ့ဖာသာပြန်ပြီးအပြစ်တင်နေတဲ့အချိန်လေးဖြစ်တယ် ဟဲ့ရှာနင်းဒီတခါတော့သေရွာသွားဖို့ပြင်ပြီတော့ ဟဲ့ရှာဒီတခါတော့နင်သေရတော့ဖို့သာပြင်ပြီတော့ဆိုပြီးထက်တလဲလဲရွတ်ပြီးအပြစ်တင်နေတဲ့အချိန်နဲ့သွားတိုးနေတယ်ဒါကိုအပြိုတော်မေရှာကြားတော့အခုတော့သူသိသွားပြီဆိုပြီးအဆောင်လေးကိုကြောက်ကြောက်လန့်လန့်နဲ့ဝင်ရောက်တာနဲ့ပုံနာကြီးရဲ့ခြေထောက်ကိုဖက်ပြီးငိုယိုပြီးတော့ဝင်ခံတော့တာပေါ့ ကျွန်တော်မှခိုးတာမှန်ပါလားဥယျာဉ်တော်တွေကတလဲပင်အောက်မှာမြုပ်ထားပါလေတပည့်တော်ကိုခွင့်လွတ်ပါ ငါကအ ပုံ ကုန် နာ သိ ကြီး ပြီ က သား ကြောက်တံပရမတွေကိုကျွန်တော်မျိုးမခုမိတာမှန်ပါတယ်ဥယျာဉ်တော်တွေကသလဲပင်အောက်မှာမြုပ်ထားပါတယ်ရှင်လို့အမှန်တိုင်းအကုန်ဖွင့်ပြလိုက်ပါလိမ့်ပုံနာလည်းဟန်တလုံးဘက်တလုံးနဲ့အကုန်တိအကုန်တက်တဲ့ပုံစံရောင်ဆောင်ပြီးအပြစ်ကနေလွတ်ပေးလိုက်တယ်ဘင်းကြီးစီကဆွလက်တွေလည်းအများကြီးရပြီးနာမည်ကြီးသွားတာပေါ့ဒါပေမဲ့သူ့စိတ်ထဲမှာတော့တိတ်တိတ်ကလေးကြည့်ပြီးတော့ကြောက်နေတယ်လေဒီတစ်ခါတော့ကောင်းထောက်မှလုံးကလွတ်သွားပြီနောက်တစ်ခါဆိုရင်တော့မလွယ်တော့ဘူးရှင်ပင်ကြီးမှာပညာရှိအမတ်ကြီးတစ်ပါးရှိတယ်အမတ်ကြီးကပုံနာကိုမယုံဘူးဖြစ်နေတယ်ရှင်မင်းကြီးဒီပုံနာဟာဘေရင်သုံးပုံတက်တယ်ဆိုပေမဲ့ဘေရင်ကျန်းတွေကိုရွတ်ဖက်လစ်လာတာလည်းမတွေ့ရဘူးဟန်ဆောင်ပြီးလင်းနေလှည့်ဖျားနေတယ်ထင်ပါတယ်စုံစမ်းကြည့်ရင်တင့်တော်ပါမယ်လို့ရှောက်လိုက်တဲ့ပြီးတော့ရှင်ဘင်းကအောက်တော်ကြီးကောင်းတစ်ခုထဲမှာဖားတဲ့ကောင်ထက်ဖုံးပိတ်ပြီးပုံနာကိုစမ်းတက်တယ်ကဲပုံနာကြီး ကဲပုံနာကြီးဒီတကောင်းထဲမှာဘာရှိတယ်ဆိုတာကိုဟောနိုင်ရင်စုလာများစွာ ဒီတကောင်းထဲမှာဘာရှိတယ်ဆိုတာကိုဟောနိုင်ရင်ဆုလက်အများကြီးပေးတရားတော်မူမယ်လို့ပြောလိုက်တယ်ဒီတကောင်းထဲမှာရှိမှမသိတဲ့ပုံနာလဲလိန်ပေါ်တော့မယ်ဆိုပြီးထိတ်လန့်ကြောက်ရွံ့လာတယ်အဲ့ဒီချိန်ဘာမှညံမသိပဲငငယ်ကသူ့အဖေခေါ်ခဲ့တဲ့သူ့ရဲ့ငယ်နာမည်မရွှေဖားဆိုတာကိုသိရသွားပြီ တကောင်းထဲကတောက်တော်ကြီးစိတ်စိတ်အေးပါပဲအေးပေတော့လဲငရွှေဖားပူပင်တော့က ကောင်း များ လေးကတောက်တော်ရေးစိတ်စိတ်အေးပါပြီအေးပေတော်လဲငရွှေဖားပူပင်တော့ကများလို့တွတ်ညင်းနေမိတာပေါ့ပုံနှမ်းကြီးလိုက်တဲ့အတန်ကိုလူတွေကကြားရတဲ့အခါမှာတော့သိသဘောကျသွားကြတယ်ပုံနှမ်းကြီးဘီရင်သိမ့်မှန်တာပဲလို့ဝိုင်းပြီးအော်ဟစ်ချီးကျူးကြတော့ပေါ့ ပုံနနာကြီးကိုဒီစုတွေချီးမြှင့်တယ်ရွာ၃ရွာကို အလုံးထကြီးသွားပြီးပုံနာကိုရွာ၃ရွာပိုင်စားပေးလိုက်တယ်လို့ရွှေငွေဟောရင်နေတဲ့ပါချင်းမြင့်မြောက်စားတော်မူလိုက်တယ်ဒီလိုနဲ့မတိမတက်တဲ့ပုံနာတရားဟာဒီမိုက်ကန်ကောင်းဆိုသလိုဘုံတကိုကြီးမားတဲ့ပညာရှိကြီးဖြစ်နေဘဝကိုအောင်မြင်စွာနဲ့ဒီထိုင်သွားခဲ့ပါဒီပုံမြင်လေးကတော့အရှာယူရပုံမြင်များဆိုတဲ့စာအုပ်မှာတရားကြီးမင်းတင်ဝင်ရေးထားတဲ့ဒီမိုက်ကန်ကောင်းဆိုတဲ့အိန္ဒိယပုံမြင်လေးဖြစ်ပါတယ်အချိန်ပေးပြီးနားထောင်ကြလို့ကျေးဇူးများတင်ပါတယ်